ရောက်သေးတယ်ကလေးလေးတို့ရှေ့မှာခွဲလူကြီးများကစကားများခြင်းရဲ့အကျိုးဆက်ဟာဘာတွေဖြစ်သွားနိုင်တယ်လဲကွယ်ရွယ်ရောက်သေးတယ်သာသမီတို့ရှေ့မှာကွယ်မိဘများစကားများခြင်းရဲ့အကျိုးဆက်ဟာဘာတွေဖြစ်သွားနိုင်တယ်လဲကွယ်